အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တင်ပေးမဲ့သင်ခန်းစာကတော့ဒီ flow switch water ဒီ pump control system တွေမှာအသုံးများတဲ့ဒီ flow switch ပေါ့နော်ဒီကောင်ကတော့ဒီအိမ်တွေမှာလည်းသုံးတယ်ပြီးရင်စက်ရုံလုပ်ရုံတွေမှာပေါ့နော်အဲ့ဒီမှာလည်းသုံးတယ်ပေါ့နော်ဒီတိုင်ထဲကိုရေတိုင်ထဲကိုတက်ပြီးမှာပေါ့နော်ဒီပန့်ကို control ပြန်လုပ်တာပေါ့နော်အဲ့ဒီမှာသုံးများတယ်အဲ့ဒီဟာကိုသင်ကြားပြသပေးမှာဖြစ်ပါတယ်ပေါ့နော်ဒါလေးမတင်ခင်ကြောင်ရလေးတခုဝင်ကျင်တယ်ပေါ့နော်အခုဒီဆရာဒီ electrical control ပိုင်းနဲ့ပတ်သက်လို့ဒီ online သင်တန်းတခုဖွင့်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဗာလဲဆိုတော့ဒီ Telegram private group ဖွင့်ထားတယ်ပေါ့နော်အဲ့ထဲမှာဗာလဲဆိုဒီ electrical control နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ပစ္စည်းတွေအစအဆုံးပေါ့နော်ဒီအခြေခံအစာကြီးမှဒီအတော်တက်နားလေတဲ့အထိပေါ့နော်အဲ့လောက်နားလေတဲ့အထိကိုတုံးတဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒီပစ္စည်းတွေကိုအသေးစိတ်တစ်ခုချင်းစီပေါ့နော် PDF file နဲ့လည်းရှင်းပြတယ်ပြီးတော့ဗီဒီယိုနဲ့လည်းရှင်းပြတယ်ပေါ့နော်အဲ့ဒီဟာကို PDF file ဆိုရင်လည်း18ခုရှိတယ်ပေါ့နော်ဗီဒီယိုဆိုရင်လည်း46ခုရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုဒီတင်နန်းကြီးရလည်းဒီလောလောဆယ်ပုံမှန်ကတော့3000လို့သတ်မှတ်ထားပေမဲ့ဒီ2000နဲ့ပဲလောလောဆယ်ကတော့ promotion ကာလပေါ့နော်အားလုံးအဆင်ခက်ခဲနေကြတဲ့အချိန်မှာ promotion ကာလဆိုမှသတ်မှတ်ပြီးမှ2000နဲ့ပဲတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ပေါ့နော်ပြီးတော့တခုအားသာချက်ကတော့ကိုမသိရင်လည်းသင်ခန်းစာရေးလေ့လာရင်းနဲ့မရှင်းရင်လည်းမေးမြန်းနိုင်ပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့လက်ရှိအလုပ်လုပ်နေတဲ့ဒီ on site မှာပေါ့နော်ပြဿနာတွေဖြစ်တဲ့ဆိုရင်လည်းမေးမြန်းနိုင်ပါတယ်လိုအပ်တဲ့အကြံဉာဏ်တွေပေးတော့မှဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီတင်နန်းတက်ချင်တယ်ဆိုရင်ဒီ YouTube ရဲ့အောက်မှာ link ချထားပေးမယ်เนาะအဲဒီ Facebook link ချပေးမယ်အဲ့ဒီကနေတစ်ဆင့်ဆက်သွယ်ပါပေါ့เนาะအားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တင်ပေးမဲ့သင်ခန်းစာကတော့ဒီ water control system ဒီမှာသုံးတဲ့ဒီ flow switch ပေါ့เนาะ flow switch အကြောင်းဖြစ်ပါတယ်ပေါ့เนาะဆိုတော့ဒီကောင်ကတော့ flow switch ပေါ့เนาะflow switch ကိုကြည့်မယ်ဆိုရင်ဒါဘူးပေါ့เนาะ flow switch ဘူးပေါ့ဒီမှာ flow switch fluid level controller ပေါ့เนาะဒီမှာ flow switch with weight and cable ပေါ့เนาะဒီကောင်ကကျိုးပြောတာဒီဟာကျိုးပေါ့နောက်ပြီးတော့ weight ပေါ့ဒီကောင် counter weight ပေါ့เนาะ level ချိန်တဲ့ဟာပေါ့เนาะနောက်ပြီးတော့ဒီကောင်က flow switch ရဲ့သူ့ model က HY221 ပေါ့เนาะပြီးရင်ဒီကောင်ကမျိုးမျိုးရှိရတော့1မီတာ2မီတာ3မီတာ4မီတာငါပဲဆိုတော့ဒီဟာကျတော့ဒါ4မီတာပေါ့เนาะ4မီတာဆိုရင်12ပေလောက်ရှိမှာပေါ့เนาะအဲ့ဒီ flow switch အကြောင်းကိုသင်ပေးမှာဖြစ်ပါတယ်ပေါ့เนาะဆိုတော့ဒီ flow switch ကအထဲမှာသူကဘာလဲဆိုတော့သူကဘောတစ်ခုရှိတယ်ပေါ့အတန်ကြားမယ်ဒီမှာเนาะအဲ့ဘောကသူကဟိုဘက်ဒီဘက်တွားလိုက်ဒီသူကဒီလိုတွားနေတာဟိုဘက်တွားလိုက်ဒီဘက်တွားလိုက်ပေါ့ဥမာဒီလိုမျိုးအောက်ကျနေတဲ့အချိန်ကျရင်ဒီကောင်ကအောက်ကိုကျတယ်ဒီလိုအပေါ်တက်တဲ့ချိန်ကျရင်ဘောကအပေါ်တက်လာတယ်ပေါ့เนาะပြီးရင် तू ကဟိုဘက်ဒီဘက်တွားနေတာပေါ့เนาะပြီးရင်အထဲမှာ तू ကဘာလဲဆိုတော့ micro switch တစ်ခုရှိတယ်ပေါ့ micro switch ကဒီလိုမျိုးပေါ့เนาะဒီကောင်ကတော့ limit switch ပေါ့အဲ့ထက်သေးတဲ့ဟာပေါ့ micro switch ဆိုရင် तू micro switch ကအထဲမှာပါလဲဆိုတော့ तू ကဒီမှာပေါ့เนาะ तू ကလည်း contact က3ခုရှိတယ် common ရယ် NO ရယ် NC ရယ်ဆိုမှ3ခုရှိတယ်ဒီမှာပေါ့เนาะအဲ့ကြောင့်မလို့ကျိုးက3ခုထွက်လာတာ common ရယ် NO ရယ် NC ရယ်ပေါ့เนาะဆိုတော့အမဲရောင်ဒီ तू ကဟိုဖြစ်တယ်ပေါ့ common ဖြစ်တယ်ပေါ့เนาะ common ဖြစ်တယ်ပြီးရင်NC ကအမျိုးဟိုဖြစ်တယ်ဒီကောင်က brown က NC ဖြစ်တယ်ဒီကောင်က NO ဖြစ်တယ်ပေါ့အဲဆိုကျိုး3ကျိုး micro switch ကရှိလာတယ်ဆိုတော့ तू ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ပုံမှန်ချိန်မှာကြာရင်ဒီလိုမျိုးပေါ့နော်ဒီလိုအောက်ဒီကောင်ကဒီနာ flow switch ကဒီကောင်ဒီနားလောက်မှာတက်ထားတာပေါ့ဆိုဘောကဟိုဘက်ဒီဘက်ပြေးနေတာပေါ့နော် तू ကဒီလိုမျိုးတက်ထားတာဥမာဗျာဟိုဘက်ဒီဘက်ပြေးနေတာပေါ့ပြီးရင်ဒီမှာ lever တစ်ခုဒီ limit switch မှာ lever တစ်ခုတက်ထားတယ်ပေါ့နော် lever တစ်ခုတက်ထားရင်မှာအဲ့ဒီဘောကအပေါ်ရောက်နေတဲ့အချိန်မှာဆိုရင် limit switch ကပုံမှန်ပဲဖြစ်တယ်ပေါ့ဒီ micro switch ပေါ့ဒီအောက်ရောက်တဲ့ချိန်ကျရင်အဲ့ lever ကအဲ့ဘောက lever ကိုတွန်းလိုက်တာတွန်းပြီးမှအဲ့ lever ကဒီကောင်ကိုလာဖိတာနော်အဲ့လိုအလုပ်လုပ်တာဖြစ်တယ်ဆိုတော့သဘောပေါက်မဲ့တင်တယ်နော်ဒါကိုမီတာနဲ့စမ်းရအောင်နော်ဒီ multimeter ယူလိုက်တယ်ပေါ့နော်ဒီမှာ resistance ပေါ့နော် continuity sign ယူလိုက်တယ်ပေါ့အတန်မီတယ်ပေါ့နော်ဆိုတော့ဒီအမဲရောင်က
အမဲရောင်ကဟိုပါပေါ့ဒီကောင်အမဲနဲ့ဟိုဟာကိုထောက်လိုက်မယ်ပေါ့အညိုနဲ့နော်အမဲနဲ့အညိုကပြောထားပြီးသားဒီကောင်က NC ဖြစ်တယ်ပေါ့ NC ဆိုရင်ဒီကောင်က normally close ပေါ့နော်အခုက normal close ဆိုဒီကောင်အောက်ကျနေမှာဖြစ်လဲဆိုတော့ဒီကောင်ကဘောကအောက်ကိုကျပြီးမှ lever ကိုတွန်းလိုက်တာ lever ကနေမှ limit switch ကိုအလုပ်လုပ်ခိုင်းတာအဲ့ဆိုတော့ဒီကောင်က open ဖြစ်သွားတာ normally open ဖြစ်သွားတာပေါ့နော်ဒီကောင်ကိုအပေါ်တက်သွားရင် normally close ဖြစ်သွားတယ်နော်ဆိုတော့ဒီကောင်ကလွတ်သွားတာပေါ့နော်အဲ့ဆိုရင်ဒီကောင်ကဒီ brown ဒီ normally close ဖြစ်တယ်ပေါ့နောက်တစ်ခုကဒီကောင်ပေါ့နော်ဒီဟာကိုအပြာကိုထောက်လိုက်တယ်ပေါ့နော်အပြာဆိုရင် okay ဒီကောင်ကအခုဒီကောင်အလုပ်လုပ်တယ်ပေါ့ပြီးရင်ဒီကောင်ကြရင်အလုပ်မလုပ်တော့ဘူးပေါ့နော်ဆိုတော့ဒီကောင်ကဒီလိုကအမှန်ပေါ့ဒီလိုအမှန် position ဖြစ်နေတယ်အဲ့မှာ normally open ဖြစ်တယ်အောက်ရောက်တဲ့ခါကျမှသူကဘောက lever ကနေမှဒီဘောက lever ကိုထိတယ်ပြီးတော့lever ကနေမှ limit switch ကိုအလုပ်လုပ်ခိုင်းတယ်ပေါ့သဘောပေါက်မယ်တင်တယ်အထဲမှာသူက micro switch ရှိတယ်ပြီးရင်အဲ့မှာငုတ်3ငုတ်ရှိတယ် common NONC ပေါ့ဆိုတော့ဒီကောင်ကလည်းအဲ့လိုပဲ common NONC ပေါ့အဲ့ဒီကထွက်လာတယ်နော်အဲ့ဆိုရင်အဲ့ဒါသဘောပေါက်မယ်တင်တယ်နော်တက်ပေါ့နော် ground တက်မှာသုံးတာ overhead ပါမှာအဲ့ဒီပေါ်မူဒီမှာကိုကဒါကိုဒီဟာကိုကြိုက်တယ်လို့ပြောင်းလို့ရတယ်အမဲနဲ့အပြာသုံးမလားအမဲနဲ့ဟိုဒီ brown သုံးမလားပေါ့နော်အဲ့ဒီဟာပေါ့မူဒီမှာကိုကကြိုက်တယ်လို့ဆင်လို့ရတယ်ပေါ့နော်အဲ့ဆိုရင်ဒါ wiring နည်းနည်းလေ့လာအောင်နော်ဝင်ကတော့ဒီဟာပေါ့နော်ဒီမှာဆိုရင် line neutral ပေါ့နော် AC 230ဒီဘက်ချမ်းက power line ဒီဘက်ချမ်းဒီ control line ပေါ့နော်ဆိုရင် power line ကိုအရင်ပြောမယ်ပေါ့ power line ပြောမယ်ဆိုရင်ဒီကနေ line neutral လာတယ်ပြီးရင် magnetic connector ပေါ့နော်ဒါ magnetic connector ပြီးရင် overload relay ပေါ့ဖြတ်မယ်ပြီးရင်ဒီ fan ပေါ့နော် 12 watt ဒီ single phase fan ကိုဖြတ်မယ်ပေါ့ဆိုတော့ဒီကောင် MC magnetic connector အလုပ်လုပ်ရတယ်ဒီကောင်ကအလုပ်လုပ်မယ်ပေါ့နော်နောက်တစ်ခုကဒီကနေမှ line ယူထားတယ်ပေါ့ line ကဒီ MC ကိုယူထားတယ်ပေါ့ magnetic connector ရဲ့ကိုယ်က A1 ကိုတိုက်ရိုက်သွားတယ်နော် line ကတိုက်ရိုက်ပေးတယ်ပေါ့နော်အဲ့ဒါပြီးရင် neutral ကဒီကယူတယ်ပေါ့ neutral ကယူပြီးမှဒီကောင်ကဘာလဲဆို95 96ဆိုတာ thermal overload relay ကိုပြောတာနော် thermal overload 95 96ကိုဖြတ်တယ်ပေါ့ဖြတ်ပြီးမှဒီကောင်ကနေမှ common ဆိုမှဒီကောင် float switch ပေါ့နော် float switch ရဲ့ NC ကိုယူပြီးမှA2 ကိုပေးထားတယ်ပေါ့နော်ဒီမှာတခုသတိထားရမှာဒီ float switch ဒီ float switch ကသူကရေထဲမှာရှိနေတယ်ပေါ့နော်အထဲမှာတော့ဒီကောင် waterproof တော့လုပ်ထားတယ်ဒါပေမဲ့တစ်ခါလေကျတော့ဒီရေမလုံတာတွေပါလေဖြစ်နိုင်တယ်ပေါ့ပြက်နိုင်တယ်အဲ့ကကြတော့ဘာဖြစ်လဲဆိုတော့ဒီ float switch ဒီရေထဲမှာသွားတဲ့ဟာဒီ line ကိုသွားလို့မရပါဘူးเนาะ neutral ပဲသွားမယ်เนาะအဲ့ဒါအရေးအကြီးဆုံးအချက်ပဲเนาะတချို့ကဒီ line တွေပါလေဆွဲတာအဲ့လိုမ line မဆွဲရအောင်เนาะ line ဒီဓာတ်ရိုက်ပဲသွားမယ် magnetic connector ကိုင်းပြီးတော့ neutral ကနေမှ overload ဖြတ်မယ်ပြီးရင် float switch ဖြတ်မယ် A2 ကိုသွားမယ်ဆိုရင် float switch အလုပ်လုပ်ရင် float switch ပေါ်မူဒီမှာဒီကောင်ကအောက်ကန်သုံးမလားအပေါ်ကန်သုံးမလားပေါ့အဲ့ပေါ်မူဒီမှာ NONC ပေါ်မူဒီမှာချိန်သွားမယ်ပေါ့သဘောပေါက်မယ်တဲ့เนาะဒါ wiring ဆင်ရအောင်เนาะOkay ဒီကောင်ကတော့ power line ပေါ့နော်ဒီမှာဆိုရင်တွေ့မှာပါဒါ magnetic connector thermal overload relay ပြီးရင်ဒီ fan ပေါ့နော် fan ဒီမှာလည်းပါပါတယ်နော်12 watt ဆိုတဲ့ဟာလေ watt က12 watt ပေါ့နော်12 watt ဒီ fan ပေါ့နော်ဆိုတော့အဲ့ဒီကောင်ဓာတ်ရိုက်ပေးတယ်ဆိုတော့ဒါ power line ပေါ့နော်ကောင်ကတော့ဒီ control ပေါ့နော် control ကဒီ 1L1 နေယူထားတယ်ပေါ့ယူမှပါဖြစ်တယ်ဒီ line ကြိုးကိုဘယ်ကိုပေးထားလဲဒီ coin ကိုပေးထားတယ်ပေါ့ A1 ကိုပေးလိုက်တယ်ပေါ့ဓာတ်ရိုက်ပေးလိုက်တယ်ပေါ့နော်ပြီးရင် neutral ကလည်းပါလဲဆိုတော့ဒီ 3L2 ကနေယူလိုက်တာပေါ့3L2 ကနေယူပြီးမှဒီဟာပဲဟိုလဲ overload ပေါ့နော်ဒီမှာ95 95ကိုသွားတယ်ပေါ့ NC ကိုသွားတယ်ပြီးရင်96ကနေဘယ်ကိုသွားတာလဲဆိုတော့ဒီကောင်ကဒီ float switch ကိုသွားတာပေါ့နော် float switch ကိုသွားတယ်ပြီးရင် float switch ကပြန်လာတဲ့ကောင်ကဘယ်ကိုပြန်လာတာလဲ A2 ကိုသွားတယ်ပေါ့နော်အဲ့ဆိုရင် neutral ကြိုးဒီဟို thermal overload relay ကိုသွားတယ် float switch ကိုသွားတယ်ပြီးရင်မှ coin ကို power ပေးတယ်ပေါ့နော်အဲ့ဆိုရင် control ကတော့သဘောပေါက်မယ်တင်တယ်နော်အဲ့ဆိုတော့ဒီကောင်ကတော့ဆင်ပြီးပြီနော် power လည်းပေးပြီးပြီပေါ့နော် power ပေးပြီးဆိုတော့ float switch ကအလုပ်လုပ်မယ်ပေါ့နော် float switch လုံးမယ်ဆို float switch ကပုံမှန်အဖြစ် float switch အောက်ကျနေဆိုပါစို့နော် float switch အောက်ကျနေရင်ဒီမှာနော် close contact ကပေးပြီးမှဒီကောင် magnetic connector အလုပ်လုပ်ခိုင်းတယ်အလုပ်လုပ်လို့ fan လဲတယ်ပေါ့အပြင်ဒီကောင်ကဘာဖြစ်လဲအပေါ်ရေပြည့်လာပြောရေပြည့်လာမယ်ပြီးရင်အပေါ်ရောက်ရင်
အပေါ်ရောက်ရင်ရက်မယ်ပေါ့နော်ပြီးရင်ဒီကောင်ကအောက်ရောက်ရင်လဲမယ်နော်ဆိုတော့ဒီကောင်ကဘာလဲဆို overhead တုံးတဲ့ဒီအပေါ်ကန်တုံးတဲ့ပုံစံပေါ့ overhead tank ဆိုရင်ဒီလိုတက်ရမှာပေါ့နော် overhead ဆိုရင်ဒီအမဲနဲ့ဒီဟိုအပြာကိုတုံးရမှာပေါ့နော်အပေါ်ရောက်ရင်ရက်မယ်အောက်ရောက်ရင်ရေကုန်ခါနီးဆိုရင်လဲမယ်နော်နောက်တစ်မျိုးစမ်းမယ်နော် okay ဆိုတော့နောက်တစ်ခေါက်ကျ neutral ကိုဒီ brown နဲ့ brown မှာပြောင်းလိုက်တယ်နော်ဒီကနေ blue ကနေ brown ကိုပြောင်းလိုက်တယ်နော်အဲ့ဒါဆိုစမ်းမယ် okay ဒီ float ဘောအောက်ရောက်နေတယ်ဒီကောင်အလုံးမလုံးဘူးเนาะဒီကောင်ကိုအဲ့ဆိုရင်ရေ level ကအပေါ်ရောက်အလုံးလုံးတယ်เนาะအောက်ရောက်ရင်အလုံးမလုံးဘူးဆိုဒီကောင်ကဘာလဲဆို ground tank ပုံစံဖြစ်နေတာပေါ့เนาะအဲ့ဆို ground tank ဆိုရင်အမဲနဲ့အညိုနဲ့သုံးမယ်ပေါ့เนาะအပေါ်မှာအလုံးလုံးမယ်အောက် level ရောက်ရင်ဒီကောင်ကရေကုန်ခါနီးဆိုရက်မယ်ပေါ့เนาะโอเคဒီလောက်ဆိုရင်သဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်